Israel နဲ့ Iran တို့ကြားအပြစ်ခတ်ရဲစဲရေးသဘောတူညီချက်တရရရှိခဲ့ပြီးတဲ့နောက်တရုတ်နိုင်ငံအနေနဲ့ Iran နိုင်ငံကရေနံတွေဆက်လက်ဝယ်ယူနိုင်ကြောင်းအမေရိကန်သမ္မတ Donald Trump ကဇွန်လ24 ရက်နေ့မှာပြောကြားခဲ့ပါတယ်။ရေနံဈေးတွေက Israel Iran ပဋိပက္ခစတင်ခဲ့တဲ့ဇွန်လ23 ရက်နေ့မှာ9%မြင့်တက်ခဲ့ပြီးစစ်ပွဲအရှိန်ကိုမြင့်လာတာနဲ့မျှအရှေ့လေပိုင်းကနေရေနံတင်ပို့မှုကိုတိတိတသာအနောက်ရှက်ဖြစ်မှာကိုစိုးရိမ်မှုတွေဖြစ်ပေါ်နေပါတယ်။ရေနံဈေးနှုန်း Brent ရဲ့ရေနံစိမ်းရှယ်ယာဈေးကတော့64 စင့်ဒါမှမဟုတ်3.86%နဲ့အမေရိကန်အနောက်တက္ကဆက်စံဈေးနှုန်းရဲ့ရေနံစိမ်းရှယ်ယာဈေးကတော့86 စင့်ဒါမှမဟုတ်1.34%မြင့်တက်ခဲ့ပြီးရေနံတစ်စီမှာဆိုရင်တော့$4တဲ့ပိုတက်ခဲ့ကြောင်းအကျဉ်းအဖြစ်အနုလက္ခဏာဆောင်နေကြောင်း Reuters သတင်းဌာနကဖော်ပြထားပါတယ်။ဇွန်လ14 ရက်နေ့မှာ9%မြင့်တက်ခဲ့တဲ့အဆိုပါစံချိန်နှစ်ခုလုံးကဇန်နဝါရီလကစပြီးတော့တွက်ချက်ပါကအမြင့်ဆုံးအဆင့်ကို73%ကျော်ပြီးတော့မြင့်တက်ခဲ့ကြောင်းနောက်ဆုံးစစ်ရေးအခြေအနေများကြောင့်ကမ္ဘာရေနံသုံးစွဲမှုစုစုပေါင်းရဲ့9ပုံ1ပုံဒါမှမဟုတ်ရေနံလောင်စာစီပေါင်း18တန်းကနေ19တန်းနေ့စဉ်ဖြတ်တန်းနေတဲ့အဓိကသင်္ဘောလမ်းကြောင်းဖြစ်တဲ့ဟော်မုရေလက်ကြားမှာဟန်တာဖြစ်လာနိုင်ခြေပေါ်စိုးရိမ်မှုတွေလည်းရှိပြီးပူဂျိုတိုမီငွေကြေးလုပ်ငန်းကလေးလာသုံးသပ်သူတိုရှီတာကာတာဇာဝက်ကလက်ရှိဖြစ်ပေါ်နေတဲ့ Israel Iran ပဋိပက္ခကဖြစ်ရှင်းနိုင်မှုမရှိသေးတာကြောင့်ရေနံဝယ်ယူမှုအားကောင်းနေပြီးစိုးရိမ်မှုလွန်ကဲမှုဖြစ်စေဖို့လည်းအကြောင်းဝယ်အကျိုးရှိခဲ့ကြောင်းဈေးကွက်က Iran ရဲ့ရေနံချက်စက်ရုံတွေကို Israel တိုက်ခိုက်မှုကြောင့်ရေနံထုတ်လုပ်မှုပေါ်အနောက်ရှက်တွေကိုစောင့်ကြည့်နေချိန်မှာဟော်မုရေလက်ကြားပိတ်ဆို့မှုကလည်းဈေးနှုန်းတိတိတသာတက်လာခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ Israel နဲ့ Iran ကြားမစ်ဇိုင်းတွေအပြန်အလှန်ပစ်နေကြတဲ့နောက်ကမ္ဘာရေနံကုန်သွယ်ရေးလမ်းကြောင်းမှာချုပ်ကိုင်ခံရမယ့်အနေအများဆုံးရှိရာနေရာဟော်မုရေလက်ကြားကို Iran ကပိတ်ဆို့ပစ်နိုင်လားဆိုတဲ့စိုးရိမ်ခြောက်လန့်မှုတွေထပ်ပေါ်လာပါတယ်။ကမ္ဘာရေနံစိမ်းအားလုံးရဲ့9ပုံ1ပုံကတော့အဲ့ဒီရေလက်ကြားကနေဖြတ်တန်းသွားနေတာဖြစ်ပြီးဒီရေလက်ကြားကအကျဉ်းဆုံးနေရာမှာဆိုရင်တော့40 ကီလိုမီတာသာကျယ်တာပါ။အီရန်ရေတပ်ဗိုလ်ချုပ်ကြီးရဲ့အဆိုအရအီရန်ဟာဒီနေ့ရေလက်ကြားကိုပိတ်ပစ်ဖို့စဉ်းစားနိုင်တယ်လို့သိရပါတယ်။ဗြိတိန်ရဲ့ထောက်လှမ်းရေးအေဂျင်စီ MI6 ရဲ့အကြီးအကဲဟောင်းဆာအဲလစ်ရန်ဂါကသူတွက်ဆထားတဲ့အဆိုးဆုံးဖြစ်နိုင်ခြေတွေထဲမှာဒီရေလက်ကြားကိုပိတ်ပစ်လိုက်တာပါဝင်တယ်လို့ BBC ကိုပြောပါတယ်။ဒီရေလက်ကြားကိုပိတ်လိုက်ရင်ရေနံဈေးတွေကိုတက်ရောက်မှုရှိသွားပြီးစီးပွားရေးပိုင်းမှာအလွန်ကြီးမားတဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရနိုင်တယ်။အချက်လက်တွေကိုစစ်စစ်သုံးသပ်တဲ့ Boston ကုမ္ပဏီကသူတေသနအရဒေတာတွင်းနိုင်ငံတွေထဲSaudi Arabia နိုင်ငံကဟော်မုရေလက်ကြားကနေရေနံစိမ်းတင်ပို့မှုအများဆုံးဖြစ်ပြီးတနေ့ကိုရေနံစိမ်းစီ6တန်းလောက်တင်ပို့ပါတယ်။ဒီလမ်းကြောင်းကနေရေနံတင်ပို့မှုအများဆုံးနိုင်ငံတွေထဲတရုတ်အိန္ဒိယဂျပန်တောင်ကိုရီးယားစတဲ့နိုင်ငံတွေလည်းပါဝင်ပါတယ်။2020အတွင်းအာရှနိုင်ငံတွေအတွက်တင်သွင်းတည်ယူတဲ့ရေနံစိမ်းနဲ့တဘာဝဓာတ်ငွေ့အကြီး80%ကဒီရေလက်ကြားကိုဖြတ်တန်းသွားတာလို့ EIA ကခန့်မှန်းပါတယ်။အီရန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်ကို Israel ကမစ်ဇိုင်းတွေနဲ့မတိုက်ခိုက်ခင်3ရက်အလို2025ခုနှစ်ဧပြီလ15ရက်နေ့မှာအီရန်အစိုးရကသတင်းဌာန IRNA ကတောင်ကိုရီးယားသမ္မတယွန်းဆွတ်ယိုပြောတဲ့သူ့နိုင်ငံရဲ့ရေနံတင်သွင်းမှု60%ကဟော်မုရေလက်ကြားကိုဖြစ်လာတာလို့ဆိုတဲ့စကားကိုကိုးကားပြီးတော့ထုတ်လွှင့်ခဲ့ပါတယ်။အမေရိကန်ဟာဒီရေလက်ကြားကိုဖြတ်ပြီးတနေ့ကိုရေနံစိမ်းနဲ့တဘာဝဓာတ်ငွေ့အကြီးစီပေါင်း9သိန်းတင်သွင်းပြီးဒီပမာဏကသူတို့ရဲ့ရေနံတင်သွင်းမှုအလုံးရဲ့17%ရှိသလိုသူတို့နိုင်ငံဓာတ်ဆီသုံးစွဲမှုပမာဏရဲ့3%ရှိပါတယ်။ဒီရေလက်ကြားကိုသုံးပြီးတော့ဥရောပတစ်ခုလုံးကရေနံတင်သွင်းမှုကတော့တနေ့ကိုစီပေါင်း1တန်းလောက်ရှိပါတယ်။ဒီအချက်လက်တွေရဟော်မုပိတ်သွားရင်တော့အမေရိကန်နဲ့ဥရောပနိုင်ငံတို့ထက်ဆိုင်တော့အာရပ်နဲ့အာရှနိုင်ငံတွေကပိုပြီးတော့ထိခိုက်ပါလိမ့်မယ်။အမေရိကန်နဲ့ဥရောပတို့ကတော့အခုပဋိပက္ခမှာနိုင်ငံရေးအရာအစ္စရေးနဲ့မဟာမိတ်ပါ။အာရှနိုင်ငံအများပြားကလည်းအီရန်နဲ့ကောင်းမွန်နေတချို့ဆိုရင်တော့နီးကပ်တဲ့ဆက်ဆံရေးတွေကိုတိစောက်ထားကြပါတယ်။ဟော်မုရေလက်ကြားကိုဖျက်ပြေးလာတဲ့ရေနံကိုအသုံးဆွဲဆုံးနိုင်ငံတွေထဲမှာတရုတ်ကတနိုင်ငံမှာအမေရိကန်ဆန်ရှင်နဲ့မိနေတဲ့အီရန်ဟာတရုတ်ကိုရေနံရောင်းရမှာဈေးကွက်ပေါက်ဈေးထက်ရှော့ရောင်းပေးပြီးတော့အီရန်ရဲ့ရေနံတော်တော်များများကိုတရုတ်ကဝယ်နေတာပါ။ဒီနည်းနဲ့အီရန်လည်းအတော်သက်သာရသွားပါတယ်။အီရန်ရေနံရဲ့အဓိကဖောက်သည်တယောက်ဖြစ်နေတဲ့ဘေကျင်းဟာရေနံဈေးတက်လာမှမျိုးကုန်သွယ်ရေးလမ်းကြောင်းပိတ်ဆို့သွားမှမျိုးကိုလိုချင်မှာမဟုတ်ပါဘူး။ဒီရေနံဈေးကျလမ်းကြောင်းပိတ်သွားမှကိုကာကွယ်ဖို့အတွက်တရုတ်ဟာတန်တမန်ရေးကိုအပြေးအဝအသုံးပြုမှာပါ။စွမ်းရည်အတိုင်းပင်ခံအဖွဲ့ဖြစ်တဲ့အောက်လွတ်အဘစ်စာကအန်နဲ့အဂျေဟီကဟော်မုရေလက်ကြားကိုပိတ်လိုက်ရင်တော့အီရန်ရဲ့ရန်သူတွေထက်အီရန်ရဲ့မဟာမိတ်တွေကိုပို့ပြီးတော့အထိနာစေလိမ့်မယ်လို့
CNBC သတင်းဌာနကိုပြောပါတယ်။ဟော်မုန်းရေလက်ကြားကိုပိတ်ပစ်မယ်ဆိုတဲ့ချင်းချောင်းမှုတွေကနှင်းနဲ့ချီပြီးတော့အမြဲရှိနေတာကြောင့်ပင်လယ်ကွေးကရေနံတင်ပို့တဲ့နိုင်ငံတွေဟာတခြားအစားထိုးလမ်းကြောင်းတစ်ခုကိုရှာဖွေထားပါတယ်။ EIA ရဲ့အစီရင်ခံစာတစ်ခုအရ Saudi Arabia နိုင်ငံဟာကီလိုမီတာ1200ရှည်လျားပြီးတနေ့ကိုတော့ရေနံစိမ်းစီပေါင်း9တန်ပို့ဆောင်နိုင်ပေမဲ့အရှိအနောက်ရေနံပိုက်လိုင်းကိုတိစောက်ထားတယ်လို့သိရပါတယ်။2019မှာလည်း Saudi ကတဘာဝတန်းငွေတည်ယူတဲ့ပိုက်လိုင်းတစ်ခုကိုရေနံစိမ်းပို့တဲ့ပိုက်လိုင်းအဖြစ်ပြောင်းလဲအသုံးပြုခဲ့ပါတယ်။ UAE နိုင်ငံဟာသူ့ရဲ့ကုန်တွင်းရေနံမြေတွေကနေအိုမန်ပင်လယ်ကွေးကဖူဂျီယာစိတ်ကမ်းကိုရောက်အောင်ပိုက်လိုင်းနဲ့ဆက်ထားပြီးတော့တနေ့ကိုရေနံစီစိမ်း1.5တန်ပို့နိုင်ပါတယ်။2021ဇူလိုင်လမှာအီရန်က Goral Jas ပိုက်လိုင်းကိုစတင်ဖွင့်လှစ်ခဲ့ပြီးရေနံစိမ်းကိုအိုမန်ပင်လယ်ကွေ့ကိုပို့ဖို့ရည်ရွယ်ပါတယ်။ဒီပိုက်လိုင်းကနေတနေ့ကိုရေနံစီ3သိန်းခွဲတည်ပို့နိုင်တယ်လို့သိရပါတယ်။ဒါပေမဲ့အီရန်ကဒီပိုက်လိုင်းကစမသုံးသေးပါဘူးဆိုတဲ့သတင်းတွေလည်းထွက်ခဲ့ပါတယ်။ဟော်မုရေလက်ကြားလမ်းကြောင်းအစားထိုးတဲ့နီလန်းတွေကနေစုစုပေါင်းရေနံစီပေါင်း3.5တန်းတည်ယူနိုင်မယ်လို့ EIA ကခန့်မှန်းထားပြီးတော့ဒီပမာဏဟာရေလက်ကြားကနေဖြတ်သိမ်းနေတဲ့ရေနံပမာဏစုစုပေါင်းရဲ့15%နီးပါးခန့်ရှိပါတယ်။လက်ရှိအချိန်မှာတရုတ်နိုင်ငံအနေနဲ့အီရန်ရေနံတွေကိုဆက်လက်ဝယ်ယူနိုင်ကြောင်းအဲ့ဒါပြင်တရုတ်နိုင်ငံအနေနဲ့အမေရိကန်ရေနံစိမ်းကိုအများပြားဝယ်ယူလိမ့်မယ်လို့လည်းမိမိမျှော်လင့်ထားကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလူမှုမီဒီယာစာမျက်နှာပေါ်မှာရေးသားထားပါတယ်။အဲ့ဒီမှာသမ္မတဒေါ်နယ်ထရန့်ရဲ့အဆိုပါပြောကြားချက်အရအီရန်နိုင်ငံပေါ်ချမှတ်ထားတဲ့အရေးယူပိတ်ဆို့မှုတွေကိုရှော့ချပေးမယ်လို့ဆိုလိုခြင်းမဟုတ်ကြောင်းအိမ်ဖြူတော်တာဝန်ရှိသူတွေကပြောကြားထားပါတယ်။သမ္မတဒေါ်နယ်ထရန့်အနေနဲ့အမေရိကန်နိုင်ငံရဲ့အရေးယူပိတ်ဆို့မှုတွေကိုချိုးဖောက်ပြီးအီရန်ရေနံတွေဝယ်ယူမဲ့အစားအမေရိကန်ရေနံကိုဝယ်ယူရေးအတွက်တရုတ်နဲ့ကြံကမ္ဘာနိုင်ငံအလုံးကိုဆက်လက်တိုက်တွန်းမှာဖြစ်ကြောင်းအိမ်ဖြူတော်ကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီမှာသမ္မတဒေါ်နယ်ထရန့်ရဲ့အဆိုပါပြောပြချက်အရကမ္ဘာရေနံဈေးကွက်မှာရေနံဈေးနှုန်းတွေပြန်လည်ကျဆင်းလာခဲ့ရပါတယ်။တရုတ်နိုင်ငံကပြည်တွင်းစွမ်းရည်လိုအပ်ချက်အတွက်အီရန်ရေနံတွေအများဆုံးဝယ်ယူနေတဲ့နိုင်ငံတွေထဲမှာပါဝင်ကြောင်းသိရပါတယ်